နေကင်းနေတဲ့လေးမှာပဲပြစာတုပ်ကိုအစာပြလေးလှုပ်စားပြလို့လုံနီးလေးကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာအရင်ဆုံးပဲပြလေးတွေကိုသတိကံပုံစံလီးပြီးတော့အလဲမှာစာတုပ်ဖို့အတွက်ဓာတ်လေးနဲ့ခွဲထားပါမယ်အခုလိုအစာတုပ်ဖို့အလဲမှာဓာတ်လေးနဲ့ခွဲတာကကြော်ပြီးမှခွဲလိုက်ရပါတယ်ပြီးရင်အစာတုပ်မဲ့ပစ္စည်းလေးတွေလည်းပြင်ဆင်ထားပါမယ်ပဲပြကြော်ဖို့အတွက်ပဲပြမကြော်ခင်ပဲပြရဲမှာရတာလေးတွေဝင်နေဖို့အတွက်စားချုံမုံလေးနဲ့ရတာနေပါမယ်ခင်ဗျာပဲပြမကြော်ခင်ကျက်သွန်ဖြူလေးကိုအရင်ဆုံးစီတက်ပြီးတော့စီချက်လုပ်ပါမယ်ကျက်သွန်ဖြူလေးတွေဒီနေထားလောက်ရောက်ပြီဆိုရင်တော့စီလေးစစ်ထားပြီးတော့ခဏလောက်ဖယ်ထားပါမယ်ခင်ဗျာပြီးရင်တော့စီတက်ထားတဲ့စီလေးနဲ့ပဲပြန်ပြီးတော့ပဲပြလေးတွေကိုကြော်ပါမယ်ခင်ဗျာပဲပြလေးတွေကိုကိုလိုချင်တဲ့အနေထားရောက်တဲ့အထိစိတ်ကြိုက်အပေါ်အောက်လှမ်းပြီးတော့ကြော်နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီနေထားလေးရောက်ပြီဆိုရင်တော့ပဲပြလေးတွေကိုဆယ်ထားလိုက်ပါပြီခင်ဗျာပြီးရင်စားသုံးဖို့အတွက်ဆပ်ပလာတွေကိုတုပ်ပါမယ်ကော်ဖီမုံလာဥနီနဲ့ငရုတ်သီးစိမ့်ညှက်ထည့်မယ်ဟင်းချုံမုံနှန်းငယ်နဲ့ပဲမုတ်ကိုလိုတလောက်ထည့်ပါမယ်ခင်ဗျာငံပြာရည်လေးနဲ့ပစုံကြောက်လေးလည်းထည့်မယ်ပြီးရင်စီချက်ထည့်မယ်အများကြီးတစ်ချမ်းလောက်လည်းညှစ်ထည့်ထားမယ်အကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့အားလုံးသမအောင်လို့သေချာလေးနဲ့ထားပြီးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ခုနကကြော်ထားတဲ့ပဲပြားလေးတွေကိုအစာသွတ်ပါမယ်ဒီကနေ့လည်းမှာဗိုက်စားလို့ဘာလို့စားရမှမသိဘူးဆိုရင်ဒီပဲပြားစားတော့လေးလှုပ်စားဖို့အတွက်ချန်ပေးပါတယ်ခင်ဗျာအခုဆိုရင်တော့အစာပြေပဲပြားစားတော့လေးရပါပြီခင်ဗျာ